ဒီနေ့တော့ variable တွေကိုassignment လုပ်တဲ့အကြောင်းvariable တွေကိုဘယ်လိုနာမည်ပေးရမလဲဆိုတဲ့အကြောင်းဘယ်ဟာတွေမှာ variable ကိုနာမည်ပေးရတဲ့အခါဘယ်လိုအရာတွေကိုရှောင်ကျဉ်ရမလဲဆိုတဲ့အကြောင်းကိုပြောပြပြီးတော့မှဖြစ်တယ်။အရင်ဆုံး variable ဆိုတာဘာလဲပေါ့ variable ဆိုတာကvalue တစ်ခုကိုပြန်ပြီးတော့ရည်ညွှန်းပေးတဲ့name တစ်ခုဖြစ်တယ်ပေါ့ဥပမာage ပေါ့လူတစ်ယောက်ရဲ့အသက်ကိုရည်ညွှန်းမယ်ဆိုပါစို့age ဆိုရင်20ပေါ့အဲဒါဆိုရင်ဒါဒီvariable တစ်ခုဖြစ်တယ်ပေါ့ variable ဆိုတဲ့နေရာမှာတော့သူကကိန်းဂဏန်းတွေကိုပဲပေးလို့ရတာတော့မဟုတ်ဘူးပေါ့ဟောပဲဒီမှာဆိုရင်စာသားတွေကိုလည်းပေးလို့ရတယ်စာသားတွေဆိုရင်တော့ဗာလဲဆိုတော့ဒီလက်ထောင်ဖွင့်ပိတ်သင်္ကေတဒါမှမဟုတ်ရင်ဒီသင်္ကေတအဲ့လိုတစ်ခုခုကိုတုံးပြီးတော့ပေးလို့ရတယ်ပေါ့အဲ့လိုမျိုးပေးပေါ့ဒါလည်း variable တစ်ခုပဲပေါ့နောက်တစ်ခုက variable name ပေးတဲ့အချိန်မှာသူက variable name မှာဘာသုံးလို့မရဘူးလဲဆိုတော့ space bar သုံးလို့မရဘူး space bar အစားကိုအဲ့ချိန်မှာဘာသုံးကြလဲဆိုတော့ကြတော့သူက underscore ပေါ့ဒီ underscore သင်္ကေတလေးကိုသုံးကြတယ်ပေါ့ဥပမာtownship name ပေါ့အဲ့နေရာမှာ space bar သုံးလိုက်တယ်ဆိုရင် space bar လုံးဝသုံးလို့မရဘူးသုံးရင် error တက်သွားမှာပေါ့ဥပမာtownship name ဆိုရင်အဲ့လိုပေါ့ဒါဆိုရင်သူ variable ကိုပေးလို့နောက်တစ်ခုကကြတော့ variable ပေးတဲ့နေရာမှာရှောင်ကျဉ်ရမယ်နာမည်ရှောင်ကျဉ်ရမယ်အရာတွေပေါ့နံပါတ်1ကဘာလဲဆိုတော့ကိန်းဂဏန်းတွေကိုရှေ့ဆုံးမှာထားပြီးပေးတာမျိုးကိုရှောင်ကျဉ်ရမယ်ဥပမာ96h ပေါ့h ကို20ဒါဆိုရင်သူ error တက်သွားလိမ့်မယ်ဟုတ်နော်အဲ့လိုဆိုတော့ကိန်းဂဏန်းတွေကိုရှေ့မှာထားပြီးတော့ပေးမိလို့ error တက်သွားတာပေါ့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့special character တွေကိုပေးလို့မရဘူးထည့်လို့မရဘူးဥပမာဒီမှာဆိုရင် add ပေါ့equal to 20ဒီမှာဆိုရင်သူ special character တွေကိုထည့်လို့မရအောင်အဲ့အတွက်ဒီမှာ error တက်သွားနောက်တစ်ခုက Python ရဲ့ keyword တွေကို variable name အနေနဲ့ပေးလို့မရအောင်အဲ့မှာလဲသူက Python ရဲ့အဓိက keyword တွေကိုပေးလို့မရအောင် Python ရဲ့အဓိက keyword တွေကဘာလဲဆိုတာကိုတော့comment မှာဓာတ်ပုံနဲ့တကွပြန်ပြီးတော့တင်ပေးထားမယ်ကျေးဇူး